ဟေးမောင်အေးဝင်းမင်းကိုဆရာကြီးခေါ်နေတယ်ဆရာကြီးကဘယ်မှာလဲပါကြီးဦးစံဒီမှာကြောင်းမှာဟုတ်ကဲ့ကျွန်တော်သွားနေရင်ကျွန်တော်ခဏနေသွားလိုက်မယ်ဆရာကြီးကခန္ဓာကြီးပညာရေးများထိထလိုက်စားနေတယ်ထိုးပညာရေးလမ်းစဉ်အတိုင်းတဆင်ပြီးတဆင်တိုးတက်အောင်ကြီးပွားကျင့်ကြံကြီးပွားများအထောက်နေခြင်းဖြစ်တယ်ထိုစကမ်းပြီးဆုံးခင်ကာလမှာအထက်ဆရာကြီးများခိုင်းနေတဲ့အတိုင်းလှုပ်ဆောင်နေရတယ်ယခုလည်းအထက်ဆရာကြီးညွှန်ကြားမှုကြောင့်ခရီးထွက်ရန်အကြောင်းတစ်ခုပေါ်လာတယ်တို့ကြောင့်ဆရာကြီးသွားလေရာခေါ်သွားတတ်သည့်တားတစ်ဖက်မောင်အေးဝင်းအားခေါ်ခိုင်းလိုက်ခြင်းဖြစ်တယ်ဒီလိုနဲ့10 နာရီခန့်ကြာတော့မောင်အေးဝင်းဥစံဒီမှာကျောင်းသို့ရောက်လာတယ်လာခွဲမောင်အေးဝင်းစော်စားပြီးရင်တအောင်နာပြီးခရီးထွက်ကြမယ်ဒီညကျိုးကလို့ဥပလန်ဒီယာကျောင်းမှာညအိမ်မယ်မနေ့စောစောတထုံဘက်ကိုခီးထွက်ကြမယ်အဲ့ဒီမှာကဝေပြန်တယောက်တောင်းကျမ်းနေတယ်ကွကြာရင်အဲ့ဒီကဝေပြန်ရောက်ဒေတာခံတွေတောက်ခေါက်ရောက်ကုန်လိမ့်မယ်ဆရာကြီးတို့ဒီကဝေပြန်ကိုတွားပြီးနှိမ်နှင်းရမယ်ကဝေပြန်ကတူးနေရတူကောင်းကောင်းနေတယ်ဆိုရင်ဆရာကြီးကိုတွားကြမလို့ဘူးအခုအဲ့ဒီကဝေကလူတွေတက်ပြီးလူတွေကိုပြန်ရှင်းနိုင်အောင်တူးပညာဆက်တိုးအောင်စူးစမ်းနေတယ်အဲ့ဒီကဝေးပြန်ပညာဆက်မတက်နိုင်အောင်အချိန်မီတော့ဖြစ်ရမယ်တို့ဖြင့်နေစွန်းစားပြီးတည်နဲ့တအောင်နားနေပြီးနောက်ကြက်ကတို့ဖျားဝင်တွင်ချီဥပ္ပစင်ဝရိယအကြောင်းထွက်ခဲ့ကြတယ်များသောအားဖြင့်ဆရာကြီးကဥပ္ပန္နိယအကြောင်းမှာနေပြီးဖျားဆုံးလက်ကအထိတ်တန့်ဝင်တယ်တရားထိုင်ပြီးဘေးစရီစိတ်တာပေါ့ဗျာဆရာကြီးနဲ့မောင်ဝင်းတို့လည်းအဝေးပြေးခေါင်းဝဲမှာတထုံဘက်တို့ကားနဲ့လိုက်ခဲ့ကြတယ်ဒီလိုနဲ့တထုံရောက်တော့ကားရက်ပေးတဲ့ပြင်ဆင်းလိုက်ကြတယ်တနားခွဲခန့်စီးလာတယ်သူတို့တွားရပြီးရွာဒီလမ်းဆုံးတို့ရောက်တဲ့ကားကိုရက်ခိုင်းပြီးဆရာတပည့်နဲ့အောက်ဆင်းလိုက်ကြတယ်ဗျာဆရာကြီးတို့ဒီကားနေရွာကိုနိုင်ဝက်လောက်တတာလောက်လမ်းလျှောက်ဝင်ရမယ်ကွလဲကြုံတွေ့ရင်တော့ရှင်းရောက်တတာပေါ့ကွာခကြီးဆောင်ဝန်စီစလဲများဆဆပါလာမဟုတ်ပဲကျွန်တော်တို့ကားစီးလာတာအညောင်းပြေလမ်းလျှောက်လိုက်ရင်အကျော်ရှင်ပြေးသွားမှာပေါ့ဗျာကဲဒါဖြင့်လဲဖြည်းဖြည်းရှောက်သွားကြတာပေါ့တို့ဖြင့်ရွာတို့တွားဒီလဲလန်းအတိုင်းရှောက်ခဲ့ကြတယ်လမ်းကကဝင်မြေအမျိုးအစားဖြစ်သည်မကြခင်မှာပဲရွာထဲတို့ရောက်ခဲ့ကြသည်ဆရာတပည့်နှစ်ယောက်ရှေ့တန်းရှိအိမ်တလုံးအရောက်ရက်လိုက်ကြတယ်ကဲဆရာကြီးတို့ဒီအိမ်မှာတရက်နားမယ်ဒီအိမ်ရှင်းကဆရာကြီးနဲ့ရင်းနှီးတည်တယ်အထူးထူးရှင်းပြခဲ့ပြီးရှန်တဲ့ကိုဝင်သွားခဲ့ကြတယ်စောထွန်းလာဆရာကြီးကအတံမေးပြီးလန့်ခေါ်လိုက်တယ်အိမ်နောက်ဘကြီးငပြောပင်ချာမှာအသက်50ခန့်လူကြီးတယောက်ထွက်လာတယ်ဗျာဟာဆရာကြီးပါလားဒီဘက်မရောက်လာတော့ကြာပြီအိမ်မတက်ဆရာကြီးကျွန်တော်ရှေ့လက်ဆေးပြေပေါ်တက်လာခဲ့မယ်အဲ့ဒီလိုနဲ့ဆရာကြီးကအိမ်မတို့တက်သွားတဲ့ဖြစ်မောင်အေးဝင်းလည်းအပေါ်တို့တက်ပြီးလိုက်ခဲ့တယ်ခဏနေတော့ဦးစောလာထွန်းအိမ်မတို့တက်လာတယ်ဗျာဆရာကြီးကကျမ်းပေါ်မှာထိုင်နေတယ်ကျွန်တော်ကဖြာခင်းပေးမယ်ခဏလေးထားပါဦးစောလာထုံးကဝကြောဖြာတစ်ချက်ကိုဆွဲခင်းပေးလိုက်တယ်ဆရာကြီးဖြာပေါ်မှာထိုင်ဦးလေးလည်းထိုင်ဟုတ်ကဲ့ခင်ဗျကဲရင်နွေးဦးနဲ့အကျမ်းပကံလာချပေးတယ်ရင်နွေးကိုအပူထဲအောင်လည်းပြစ်ထားပေးတယ်ဗျာဒီလိုနဲ့ဆရာကြီးရောက်တော့ပဲအကူကြီးတစ်ခုတောင်းရအောင်မယ်ဘာကိစ္စလဲပြောလေရွာထဲမှာဖုန်းကြီးကျောင်းဆောင်ရင်စောက်လက်စားတန်းလန်းနဲ့မီးလောင်သွားတယ်။ကျောင်းမနေတဲ့ကပ်ပြရလည်းမီးလောင်ပြီးတည်သွားတယ်။ဒီလိုဖြည်းဖြည်းနောက်ပိုင်း10 နာရီကစားပြီးမီးလောင်နေတဲ့ဝင်းကြီးတရေကကျောင်းဝင်းကိုပတ်ပြေးနေတယ်။တူပေါ်လာပြီးဆိုအပုံနှံကလည်းမခံနိုင်အောင်နှမ်းနေတယ်။ကျောင်းဝင်းထဲမှာမူလာကျောင်းတစ်ကျောင်းပဲရှိတော့တယ်။ဘုံကြီးတစ်ပါးရဟန်း2ပါးကိုရင်4ပါးကျောင်းသားအားလုံးအဲ့လောက်ပဲကျန်တော့တယ်။ဘုံကြီးတီးတန့်တရင်300အောင်ရဲ့တရားနာပရိယိုရဲ့ဥပုဒ်ဒီလာဆောင်းနိုင်ကျောင်းတက်တဲ့ကြောင့်ဆောက်လုပ်ခဲ့ကြတာကျောင်းပတ်လေဝိညာဉ်တရေကမိထောက်ကြီးနဲ့ပတ်ပြီးအပုံးနဲ့ကလည်းဖြစ်နေတော့ကျောင်းမှာညဘက်ရဟတ်တန်ကားတွေတရင်300သာစိတ်ပြက်နေကြပြီဆရာကြီးကရင်ရွာဆိုပေမဲ့ဖုံကျောင်းခွဲရကျောင်းပါရှိတယ်ယုံကြည်ရောက်ကိုးကွယ်ပြီးအတူတကွနေထိုင်ကြတယ်ယခုဖုံကျောင်းတိမီးလုံးသွားရမှာကပ္ပိယကြီးဝိညာဉ်ကိုမကြွမလွတ်ပဲရှောင်းလန့်နေသည်ဆိုသည်တူအတွက်ရည်ညွှန်းပြီးလူဒါနလုံးမပေးချဘူးလား
လုပ်ပေးတာပေါ့ဆရာကြီးကဒါပေမဲ့မကျွတ်နိုင်ဘူးဖြစ်နေတယ်ဒါဆိုရင်သူအကြောင်းရှိလိမ့်မယ်ကဲသူအကြောင်းဒီလောက်ပြောစမ်းပါအောင်မီးလုံတည်သွားတာကပ္ပိယဥကျော်ကြီးကျောင်းဆောလက်ဆန်တဲ့ဓမ္မပစ္စည်းတွေတန်တုံတဆတရားပုံတွေကိုညဆောက်အိပ်ပြီးခဲ့တယ်ကျောင်းကြီးကပြီးလို့အကာအကွယ်ကျန်တယ်မီးကည2 နာရီလောက်မှစလောင်တာလို့တိတဲ့လူတွေကပြောကြတယ်မီးဝိုင်းတက်ပေမဲ့ရွာသားတွေဦးစင်းတွေရောက်လာတော့ကပ္ပိယကြီးကတင်နေပြီဆရာကြီးအစိမ့်တရဲ့ပိတာတွေကိုနိုင်နှင်းဖို့မခက်ပါဘူးတန်ဟာတော်တွေစူပေါင်းပြီးပေးရွက်လိုက်ရင်တစ်ချိန်မထွက်ရင်2ချိန်3ချိန်ရွက်ထွက်မှာပဲပေးရွက်ရင်ဒီတရက်တွေပဲခံနိုင်မလဲဒါပေမဲ့ဒီတရက်ဘယ်လိုဆန္ဒရှိတယ်ဘာကြောင့်မပြတ်6 လက်နေရတယ်ဆိုတာဆရာကြီးကသိကျင်တယ်ဒါဆိုဆရာကြီးရောက်3ရောက်ခိုက်အဲ့ဒီတစ်စေကိုခေါ်ယူမေးလို့ရရင်မေးကြည့်ပေးပါလားတူလူမျိုးအောင်ဘယ်လိုလုပ်ပေးရမလဲဆိုတာလည်းသိကျင်တယ်ဆရာကြီးကိုယ်တိုင်တော့သူ့ကိုတိုက်ရိုက်ခေါ်လို့မရဘူးကွကြားခံလို့ရှိမှရမယ်ဒီတော့ရွာထဲမှာနှုတ်ဝင်တဲ့တယောက်တော့မရှိဘူးလားရှိတယ်ဆရာကြီးရွာရှိပိုင်းကဒေါ်လေးစောမှုကိုခေါ်ပေးမယ်ဒီလိုနဲ့ဦးစောလာထွန်းအိမ်မော်တို့ရောက်တည်နေအသက်20ခန်းရှိသည့်လူရွယ်တယောက်ဝင်ပြောတယ်ဆရာကြီးသူကကျွန်တော်သားအကြီးကောင်မမီဘူးကွဆရာကြီးဒီကိုမရောက်တာ10 နှစ်ကိုရှိပြီသူတို့စော်တော့ကလေးတော့ကိုမြင်မှတ်မိဘူးကွအတူအမိနဲ့သူ့အောင်2 ယောက်ကမရှိကြဘူးလားရောက်ခမနေမကောင်းလို့မာတာနဲ့သွားကြတယ်နိုင်ခမ်းမလောက်ကြမှာနှက်ဝင်တဲ့နဲ့အတူစောလာထုံးကြီးသားတို့ပြန်လာကြတယ်ကဲလာကြမစောမှုကဆရာကြီးရှေ့မှာထိုင်ပြီးဆရာကြီးကအုံမကြီးတောင်းကျင်လို့ခေါ်ခိုင်းလိုက်တာဒေါ်စောမှုကအသက်45 ခန့်ရှိပြီဒီလိုမစောမှုရေအခုဘုံကြီးเจ้าမှာညအပုံးနဲ့ပေးပြီးမီးလောင်ခန္ဓာကိုယ်နဲ့ရှောက်ပြေးနေတဲ့ဝိညာဉ်တရားကိုခေါ်ပြီးမေးကြလို့ဆရာကြီးကြားခံတဲ့ဘောဖြစ်စေခြင်းလို့ခေါ်ခိုင်းလိုက်တာပါကျမကိုဝိညာဉ်ပူခိုင်းမယ်ပေါ့ဟုတ်တယ်ကွကဲဖះကိုအာယုံပြူပြီးရှင်းခိုးလိုက်ပါဆရာကြီးဝိညာဉ်ကိုခေါ်တော့မယ်ကျောင်းဝင်းထဲမှာရှိတဲ့ဝိညာဉ်ဟာဆိုင်ရာပိုင်ရာတို့တတိပေးပြီးဤနေရာကိုဆေးလွတ်ပါတယ်ဝိညာဉ်လည်းတင်ပြောလို့ရပြောနိုင်ရင်ဒီနေရာကိုလာပြီးဝင်ရောက်ပူကပ်ပြောဆိုပါဝိညာဉ်တည်းရဲ့ဝင်ရောက်ဘူးကိုပြောဆိုပါခဏအတွင်းမှာပဲတော်ဆုံးမှုတကူလုံးတုံရလာဒီကိုအလုံးတွေ့ခဲ့ရသည်ကျွန်တော်ကိုဘာကြောင့်ခေါ်တာပါလဲတင်းကဘယ်သူလဲကပ္ပိယကျော်ကြီးပါညအပုံးနဲ့မေးပြီးမီးလောင်ခန္ဓာနဲ့ကြောင်းရှက်ပတ်ပြေးပြီးဘာကြောင့်ပြေးနေရပါလဲကျွန်တော်ရဲ့အပြစ်ကိုဘယ်သူမှပြောခွင့်မကြုံလို့ကျွန်တော်ရှိနေတာသိရအောင်အခုလိုအပုံးနဲ့မေးပြီးမီးလောင်ခန္ဓာကိုနဲ့ပက်ပြေးနေရတာပါကဲအဲ့ဆိုရင်အမေအခုပြောလို့ရပြီဘာပြောချင်လဲကျွန်တော်ကပ္ပိယဖြစ်လာ9 နှစ်ရှိပါပြီရွာကအိမ်နဲ့ခြံကိုရောက်ပြီးဆရာတော်ကိုအပ်ပြီးကပ္ပိယလုပ်နေတာပါရွာသူရွာသားတွေစုစုပေါင်းငွေရဲ့ကျွန်တော်အိမ်ရောင်းရငွေအားလုံးထည့်ဝင်ပြီးကြောက်ဆောက်ခဲ့ပါတယ်ကြောင်ကြီးမပြေးခင်ကျွန်တော်ကြောင့်မိလောင်သွားခဲ့တယ်ဗျကျွန်တော်ကဆက်လက်အလွန်ကြိုက်ပါတယ်မရှိတာနဲ့နိုးတဲ့အချိန်ဆက်လက်မီးကြီးလို့ရအောင်အုံးလီအပြင်ကအခွန်အုံးစံဖန်နဲ့မိခဲတခဲထည့်ထားခဲ့မိတယ်ဗျအဲ့ဒီမိခဲကလေတင်ပြီးအုံဖောက်ကိုတငွေ့ငွေ့မလောင်မတော့ဟုံးလောင်ပြီးတစ်သားတွေပါတယ်အကုန်လုံးမိဆွဲတာပါပဲဗျာကြီးတယ်ကျွန်တော်အဆောင်တွေဝက်စားတွေမိလောင်ပြီးဆက်ချလို့မရတော့ပဲကျွန်တော်တေဆုံးခဲ့တာပါအဲ့ဒါကြောင့်မိလောင်ရတဲ့အဆွဲကြောင့်အခုလိုတရားတစီဖြစ်နေတာပါကိုအပြစ်ပေးတဲ့အနေနဲ့မိလောင်ခံပြီးလက်ပတ်ပြီးနေတာဖြစ်ပါတယ်ကဲစိတ်မကောင်းဖြစ်မနေတဲ့ကြောင်းဟောင်းကြီးအောက်မှာတဲ့အချုံနဲ့တုတ်ပြီးလက်မြေကိုကြံသေးတယ်ရွာသားတွေပိုက်ဆံဆိုပြီးအကြောင်းတွေပြဆောက်ပေးပါမယ်ကဲခမရဆရာတော်ကိုအထားတဲ့ပိုက်ဆံတွေကြံနေရင်ကျောင်းဆောက်တဲ့အထက်အကုန်ထည့်လိုက်မယ်ကျောင်းဆောက်ပြီးလို့အမြောက်ဝင်ရင်ဓာတုခေါ်ပြီးလွတ်အောင်ကြွရသွားပြီတော့ဟုတ်လားကျောင်းတဲ့ကြောင်ပြန်ဖြစ်သွားရင်ဝမ်းသာလာပါပြီကျောင်းရည်စက်ချလို့အမြောက်ဝင်ဓာတုခေါ်ပါမယ်ဒါဆိုမီးလောင်တဲ့ခန္ဓာကိုယ်ကြည်တံပုံနှံပေးပြီးညာတိုင်းကျောင်းကိုပတ်မပြေတော့နဲ့ဟုတ်ကဲ့နောက်မလို့တော့ပါဘူးကဲမင်းကျောင်းနဲ့တီးရပြီးတွားလို့ရတွားပြီတော့ဒီလိုနဲ့တော်ဆောမှုကပူကတ်ထားရမှာကပ္ပိယကြီးဝင်းကြီး
ထွက်ပါတော့တယ်ထိုအခါဆရာကြီးဦးစောလာထုံးကဲဝင်းကြီးရဲ့ဆန္ဒကိုတရားပြီးဆိုတော့ကျောင်းထန်ဆရာတော်ကိုရွာသူကြီးတွေစုပြီးတတိပေးကြတော့ကျောင်းလေးပြဆောင်နိုင်ရင်ဝိုင်းလို့ဆိုကြပြီးတော့ထိုးနောက်ရွာသားများပြန်သွားကြတယ်ထိုးနောက်ဦးစောလာထုံးလည်းတားဖြစ်သူဟာဆရာကြီးတို့ညစာစားချိန်ချက်ပြုတ်ကြော်လို့ပို့ပြောဆိုလိုက်တယ်တားဖြစ်သူလည်းထားရမှထားတော့ပြီးစားရည်တော်ရေးစီစဉ်နေတော့တယ်ဆရာကြီးနဲ့မောင်အေးဝင်းဦးစောလာထုံးတို့တာခေါင်းရင်ခန့်မှာကြံခဲ့တယ်ဦးစောလာထုံးကစကားဆလာတယ်ဆရာကြီးလာရင်ကိုမတိရဘူးလားတိရပါတယ်ရေထုံတော်မှာစကန်းချပြီးကဝေးများအဖွဲ့ကဝေးပညာစကန်းတက်ဖို့လုပ်နေတယ်ဆိုလို့ဆရာကြီးတို့လာခဲ့တာဟာဟုတ်တယ်ဆရာကြီးကဝေးမြန်ပေါင်းနှမလားကဝေးပြန်လည်းမရလားမသိဘူးဒီနေ့တော့ဝိုင်းမှာတော့နာမည်တော်တော်ကြီးနေတယ်အဲ့ဒီရေထုံတောင်ကိုသူတို့လူတွေအပိုင်စားယူနေကြတာဒီနာတော့ဝိုင်းမှာကရင်လေးပမာတွေစုပေါင်းနေထိုင်ကြတယ်လူတော်တော်များများကိုဝေကြီးစီတပတ်သွားခံကြတယ်လို့ကြားတယ်သူတို့ရောက်လာပြီးမှအနီးနားရွာတွေယောဂထူလို့ပြောတယ်ဗျယောဂဖြစ်ရင်ခေပညာနဲ့ဘယ်လိုမှကုလို့မရဘူးသူကအောက်လန်းနဲ့တိုက်အပင်တွင်းထားတာဆိုတော့သူစီမလားပြောင်းအောင်အဆင်သူစီသွားမှလားပြောက်တဲ့အဆင်ဖြစ်နေပြီဆရာကြီးရဲ့ဒါကြောင့်ဆရာတို့ဒီနယ်မြေကိုလာခဲ့တာပေါ့မိုးမကြခင်သူတို့ပညာစခန်းအပြည့်တက်ပြီးအစဖြောက်တာမှအမှန်ပဲကွသူတို့စခန်းချတဲ့နေရာကနှွေဆိုမြေသားကွင်းမြေကြီးဖြစ်နေတာရေတကုံကလည်းအဖြစ်ပဲကြတယ်ဆိုရုံပဲမိုးရင်းတော့ဒီကွင်းမြေကိုရေတကုံကရေတွေတုံးကြပြီးရေပြင်ဖြစ်ဖုံးလွှမ်းသွားတယ်သူတို့နေလို့မရတော့ဘူးဒါကြောင့်ဆရာကြီးပြောတာမိုးမရွာကသူတို့တနေရာကိုပြောင်းသွားလိမ့်မယ်ဒီညဒီမှာနာပြီးမနက်ဖြန်လာပြညကဝေးပြန်တွေပညာဆက်အပြည့်တက်လိမ့်မယ်ဒါကြောင့်မနက်ဖြန်ညပညာစခန်းပြန်ရမယ်သူတို့ပညာဆက်ကိုဖျက်ရမယ်တို့ဖြင့်ဖြစ်ရမယ်တို့ဖြင့်မကြခင်သမင်းပြီးဟုလာပြောတဲ့ဖြင့်ညစာသမင်းစားတော့လိုက်ကြတယ်ဆရာကြီးကညာဘက်ရောက်ဒီနေစကားမပြောတော့ပဲဖျားရှိကမှထိုင်ပြီးဒီစိတ်နေပါတော့တယ်ဒီလိုနဲ့ရေတကုံစခန်းမှာကဝေးပြမောင်းနှံကဝေးစခန်းတက်နေချိန်ပြင်ဆင်နေကြတယ်အရှင်ကည9 နာရီကျော်ပြီးရှိဟောင်းမောပညာကိုယ်ပညာကိုလက်ဆင့်ကမ်းပြီးရန်လူတွေအလောင်းကိုတက်သွင်းနေသည်ကဝေးမောပညာကိုအပြီးတိုင်လောက်ကြမည်ဖြစ်၍အစီအစဉ်များကိုတောင်းစိတ်အောင်စီစဉ်နေကြတယ်ဗျာဒီညလုံးမဲ့ပညာစက်တက်မဲ့ပွဲကိုအနောက်ရက်မရှိအောင်ငါတပည့်မတွေဝိုင်းဆောင်ချောက်ပေးရမယ်ဟိုကောင်မတွေမြောက်သေးဘူးလားထိုအချိန်မှာကဝေးလေးကောင်ကအခေါင်းကြီးတစ်ခုကိုမလာတယ်အလောင်းကိုအောက်ရှာပြီးအထဲကအလောင်းကိုအပြင်တော့မထုတ်လိုက်တယ်အစိမ့်တွေပြီးလောလဲမြုပ်ထားတာအလောင်းကိုရှာရပေါ်လာခြင်းဖြစ်တယ်မြေတလဲမှာစီဝိုင်းထားပြီးထိုးစီဝိုင်းပေါ်မှာဖျောင်းတိုင်များစိုက်နေသည်ပွဲကမိထုံးညှိမိဖြစ်တယ်ကဲပွဲစားမဟိကောင်မနဲ့ကောင်မီညိုလိုက်ကြကောင်မ3ကောင်ပတ်လဲမှာမလင်းဟင်းရအောင်ကင်းဆောင်ကြဘာအနောက်ရှမ်းမှမရှိသေးခြင်းမူဟုတ်ကဲ့တခင်မနဲ့တခင်ကြီးဆုံးမ3ယောက်ဟာရိုးတည်ပြန်ဖြည့်ပြီးသူတို့ဓမိန်တွေကိုဖြန့်ပြီးခြုံလိုက်ပါတော့တယ်မောင်အေးဝင်းသူ့တပံဆုံးမတွေကင်းဆောင်နေကြပြီသူတို့ပညာအစွမ်းကုန်အသုံးပြုကြတော့မယ်သူတို့ရဲ့ကဝေးမောပညာကိုအစွမ်းကုန်အသုံးပြုကြပြီးလူတွေလောင်းကိုအသက်သွင်းကြလိမ့်မယ်အသက်သွင်းတဲ့ကိစ္စမအောင်မြင်အောင်ဖျက်ဆီးရမယ်အောင်မြင်သွားလို့ကတော့ဝိညာဉ်တွေကိုခိုင်းစားကြတော့မယ်လူတွေလည်းပို့ပြီးလက်ပြားကတာခံရတော့မယ်ဒီလိုနဲ့ကဝေးယောက်ျားကအလောင်းကြီးခေါင်းရင်ကထိုင်ပြီးကဝေးမကရှေ့ရင်ကထိုင်နေသူတို့ပတ်လဲမှာလဲမီးထွန်းထားတော့ဖျောင်းနိုင်များကအလျံကြီးတောက်လောင်းနေတယ်ကဝေးထီးပါစက်မှအဖြူအောင်ဆမ်းများအလောင်းပေါ်တို့ထိုးဆင်းသွားသလိုရှေရင်ဤကဝေးမဤမျက်လုံးနဲ့ပါစက်တို့မှာအဖြူအောင်ဆမ်းများတက်လက်ထွက်သွားသည်ထိုးစဉ်ပတ်လဲမှာထွန်းထားတော့ဖျောင်းတိုင်မှာမီးများလဲအပေါ်တို့တထောင်နီပါဝုန်းကနေလောင်တက်သွားသည်ထို့နောက်မီးညိုများတဖြည်းဖြည်းဆူသွားပြီးအပေါ်တို့ထိုးတက်သွားသည်မောင်အေးဝင်းဆရာအခုနေဝင်ပြီးသူတို့ပညာစခန်းကိုဝင်ဖြတ်မယ်တကယ်လို့မိုးပေါ်ကလင်းသားတွေထိုးဆင်းလာရင်ဒီအင်ဂျင်နဲ့ပြစ်လိုက်ဘာမှမကြောက်နဲ့ရော့ဒီ
ဒီအင်းချက်ဒီအင်းကတခြားကဝေတွေလာမတိုက်ခိုက်နိုင်အောင်အကာအကွယ်ပေးမယ်အင်းဆရာကြီးကအတီးတီးရှားရှားကြားမှာပြီးရှေ့တို့ထွက်ကအင်းချက်နဲ့ကဝေနှစ်ယောက်ကြားအလောင်းပေါ်တို့ပြရှာလိုက်ရာအလောင်းကိုမိဆွဲကတော့ဟောင်းတောက်လောက်မှာတော့ဒီဟာငါတို့ကိုဘယ်ကောင်တွေလာနောက်ချက်တာလဲဘယ်ကောင်လဲကွာဟဲကောင်တွေကောင်မတွေဒီမလောက်လေးမလောက်စားကောင်ကိုတက်ပြစ်လိုက်ကြစမ်းဟဲ့အဲဒီလိုနဲ့ကဝေပြန်ယောက်ျားကအမေပေးလိုက်ဒီနဲ့မောက်လုံးမောက်ပြဆုံးမှာဆရာကြီးအားဝိုင်းလိုက်ကြသည်ထိုးစင်းကောင်းကင်မှာလင်းနာ၃ကောင်ကမြေပြင်မှအရှိန်တွေကိုတိတိအတွက်အောက်ကိုတိုက်ခိုက်ရန်ထိုးစင်းလာကြစဉ်မောက်အေးဝဲလဲဆရာကြီးမှကြားတဲ့အတိုင်းအင်းချမ်းနေပြလိုက်ရာလင်းနာ၃ကောင်ကမိဆွဲပြီးအောက်သို့ပြတ်သွားတော့သည်လင်းနာ၃ကောင်ဆုံးထီးများကြားပြုတ်ကျလာသည့်အတွက်ဆရာကြီးဟာတိုက်ခိုက်မိအနေထားပြတ်သွားသည်ထိုအချိန်မှာပဲဆရာကြီးကအင်းချက်တစ်ချက်ပြင်တွဲလိုက်တယ်ဆုံးထီးဆုံးမတပည့်လက်သားများမိထားလောင်ပြီးမြေပြင်မှာလူလိမ့်နေတော့တယ်ဗျာဟေးကောင်တွေဝင်ကူကြလေဘာတွေကြည့်နေတာလဲဘာတွေလုံးနေတာလဲဒီလိုနဲ့ကဝေပြန်ကြီးကတပည့်များကိုရှေ့ကရင်းမိအကြံနဲ့အော်ဟဲ့တိုက်ခိုက်ခိုင်းနေတယ်ကဝေကောင်ငယ်များကဆရာကြီးကတိုက်ခိုက်ရန်တုံဆိုင်နေတွေကိုတွေးထဖြင့်တေနာကောင်တွေတွားကြစမ်းကဝေပြန်မိမကြီးကလဝနှစ်ဖက်ဆန်တန်းလိုက်ရာလင်းတန်းများထွက်လာပြီးကဝေပညာတဲ့တပည့်များနောက်တို့လွတ်ထွက်သွားပြီးတွေးမြအန်ထွက်ကအတက်ပြောက်ကြတော့ပါတော့ဒီမင်းတို့ကဝေတွေကကိုယ့်တပည့်ကိုဆုံးမတာတော့အတက်နှုတ်ပြတဲ့အထီပါလားဆရာဆုံးနေသည့်နေရာကအတက်နဲ့ကိုတွဲပြီးမပြန်စေရဘူးတပည့်ဆုံးသီးများအားကဝေမကတက်ဖြတ်လိုက်ပေမဲ့ဆုံးမတဲ့၄ယောက်ခန့်ရှိသေးသည်ထိုဆုံးမများကရှေ့တို့ထွက်ပြီးတယောက်တန်းစီရက်ကလက်များကိုရှေ့တို့ဆန်းထုတ်လိုက်တယ်ထိုအချိန်မှာရှေ့ဆုံးကဆုံးမကသူ့၏လက်ဖွားကိုဆရာကြီးတို့ထံစတန်းပြီးအလင်းတန်းများနှင့်ကဝေဆက်နှင့်ပြစ်လွတ်လိုက်သည်ဆရာကြီးကလဝနှစ်ဖက်နှင့်ကဝေဆက်များကိုတန့်ထားပြီးညာလက်နှင့်အင်းချက်များကိုပြစ်တွန်းလိုက်သည်ဝုန်းဆုံးမလေးယောက်နောက်သို့လွတ်တက်သွားတယ်ဗျာမြေကြီးပေါ်မှာအားလုံးငြိမ်သက်သွားပေမဲ့ကဝေပြန်ဆရာကြီးနဲ့ဆရာမကြီးတို့အကောင်းဘွက်ကြီးရန်ရှိနေတော့တယ်မင်းကရာဆငါ့နယ်မြေလာပြီးစော်ကားတဲ့ကောင်မလားမင်းအသက်ရှင်ရတဲ့ငါ့နယ်မြေကမလွတ်เสียဘူးကွာမင်းတို့ပြောလဲပြောပေါ့ကွာငါလာတာလဲမင်းတို့ရဲ့ပညာတွေကိုဖျက်လို့မရရင်ဒီညမရရင်တော့ဒီနေရာမှာအသက်ရှင်ပြီးနေဖို့မပေးနိုင်တော့ဘူးဟာရာဆကွာဒီလိုနဲ့ဝုန်းခနဲ့ဆိုတစ်ပင်ကြီးအခေါက်များဖြတ်ထွက်ကုန်ပြီးမိခိုးများဥထွက်သွားသည်ကဝေးပြန်တခင်မကြီးကလည်းဗဇက်ထဲမှာဆက်တွေထုတ်လွှင့်နေတယ်ဗျာအယောင်မျိုးစုံလည်းပြီးဆရာကြီးတံပြည့်သက်သွားလာတယ်ဆရာကြီးကလည်းဆက်အလင်းများပြည့်စွက်လာသည်နဲ့လက်နှစ်ဖက်ကလွယ်ထဲမှာအင်ချက်တစ်ချက်ကိုလင်းမြစွာထုတ်ယူပြီးပြင်းလိုက်သည်ဖြန်းဝုန်းခနဲ့ဆိုဆက်ပြက်အင်းတော်ကြီးကြောင့်ကဝေးပြန်တခင်မတကူလုံးမိလောင်ဆွဲသွားတော့သည်မောင်ဝေးဝင်းလည်းတစ်ပင်ကြီးရဲ့အောက်ရှိခြုံပုတ်အတွင်းမှာကဝေးပြန်များနဲ့ဆရာကြီးကိုတိုက်ခိုက်နေသည်ကိုအတဲတရားရနဲ့ကြည့်နေတယ်ပြောဆက်တွေကဟိုကဝင်လာလိုက်ဒီကဝင်လာလိုက်နဲ့အစားတော်အင်းများတာမရှိပါကဆရာကြီးလည်းစုံများ၏လက်ချက်မိကတီပွဲဝင်ရမှာမလွဲပင်ယခုတော့ဆုံးကိုရေးများ၏ပညာဆက်အမျိုးမျိုးကိုဆရာကြီးကတောက်ခံနေုံသာမကတစ်ချက်ပြစ်လွတ်လိုက်တော့အင်းများ၏အစွမ်းဖြင့်ကဝေများကိုအတားဆီးရနေတယ်ထို့တော်လဲအန်ဒီရဲ့ကြီးမားသောတိုက်ခိုက်မှုကိုကြည့်ပြီးမောင်အေးဝင်းကတော့ဒူးတုံနေတာပေါ့ဗျာကဝေပြန်ဆရာကြီးကြောင့်ကဝေပြန်တခင်မနဲ့မောင်လုံးမောင်ပြဆုံးတီးဆုံးမများအသက်သေးဆုံးတီကိုအသက်ဆုံးတော်မြင်တဲ့ဖြင့်လက်ရဲစရဲမလို့တော့ပဲအရှိနဲ့အတားဆီးရရင်အကွက်ချစီစဉ်နေတော့တယ်ဘယ်လိုလဲဟေးဘာလုပ်နေကြတာလဲမင်းတို့ဆရာစောကိုဘယ်လိုတက်မလဲစဉ်းစားနေတာဘာမှမစဉ်းစားနဲ့မင်းကိုကူညီပေးမဲ့တပည့်တပန်းတွေမရတွေတကောင်မှမရှိတော့ဘူးကွာမင်းတို့ဆရာစောကိုငါကအရှုံးပေးမယ်ထင်လားကဝေးပြန်တခင်ကြီးကနောက်ဆုံးတစ်ချက်ပြစ်လိုက်စဉ်ဒီလိုနဲ့နောက်ဆုံးတစ်ချက်ပြစ်လိုက်စဉ်ပြန်ကြမှာတော့ကြားကြီးအဖြစ်ပြောင်းလဲသွားတော့တယ်မင်းကကြားကိုမင်းတို့ကြားစောကိုငါကကြောက်မယ်ထင်လို့လားဒီလိုနဲ့ဆရာကြီးကအင်းချက်တစ်ချက်ထုတ်ယူကဆရာကြီးအခြေအနေကို
ဆရာကြီးအချိန်ကိုကြည့်နေတယ်ဂျာကြီးကလည်းဆရာကြီးကိုခေါ်အောင်ရန်ပါဇက်ကြီးအတင်းပြင်ပြီးအမီလှုပ်ကမန်ပြီးနေတာပေါ့ထို့နောက်ဂျာကြီးကဆရာကြီးအားတွင်ပြီးအုပ်လိုက်စဉ်လက်ထဲအတင်းကင်ထားတော့အင်းချက်ဖြင့်အပြစ်သွင်းလိုက်တော့တယ်လန်တစ်ဖက်အရောက်အင်းချက်နဲ့ဂျာကြီးတိုက်ရိုက်ထီသွားပြီးဝုန်းခနဲဆိုဂျာကြီးနောက်တော့ပြစ်ကျသွားတော့တယ်ထိခိုက်နာကျင်ရတော့ဂျာကြီးလည်းအာယူပြန်ထားစဉ်ဆရာကြီးလည်းလွယ်အိတ်ထက်ထက်နိုင်ပြီးပွဲသိမ်းတက်ဖြတ်အင်ဂျင်နဲ့ပြစ်သွင်းလိုက်တော့တယ်ဗျာဝုန်းဖြန်းဆိုပြီးထိုးအင်းကြီးရောင်ကြားကြီးတကိုယ်လိုမီးလောင်ပြတ်သွားတော့တာပေါ့ဗျာထိုးနောက်အားလုံးပွဲသိမ်းပြီးပြန်လှည့်ရင်ပြင်ဆင်နေခြင်းတိပင်ချောင်းချာမှာယောက်ျားမိန်းမ9ယောက်ကထွက်ပေါ်လာတော့ဒီမင်းတို့ကဘာကြောင့်ပုံနေတာလဲကျွန်တော်တို့ကအခုမှကဝေပညာတင်နေတော့ရှိပါသေးတယ်ဘာပညာနဲ့မှအသုံးပြုလို့မရသေးတဲ့အတွက်ပုံပြီးကြည့်နေတာပါဆရာလူနဲ့ဆရာကြီးကထိုးသူများတင်လက်စဆုံးကဝေပညာများကိုဖျက်သိမ်းပေးလိုက်တော့တယ်ကဲနောက်ကိုကဝေပညာဆုံးပညာမလိုက်စားကြပါလို့တစားဆိုရမယ်မင်းတို့ဆိုနိုင်ပါမလားထိုးသူများဂတိပေးကြသည်နဲ့အင်းကိုရေနဲ့ဖြော်ပြီးတိုက်လိုက်ပါတော့တယ်လူနဲ့မောင်အေးဝင်ပြီးတော့အင်းရေကိုတောက်ပြီးမထွက်သွားတဲ့ခင်ဆုံးမစကားဆိုလိုက်ပါတော့တယ်ကိုယ့်ယောက်ကိုပြန်ကြတော့အခုတောက်ထားတဲ့တစ္ဆာရီမှန်းကြောင်ပေးထားတဲ့ဂတိစကားတွေဖောက်ပြရင်ဘေးတော့ရောက်လိမ့်မယ်ကောင်းရကောင်းဝဲလောက်ဆက်ကြပြီတော့ဆိုဆရာကြီးကအကုန်လုံးမှာကြလိုက်တော့တယ်ဒီလိုနဲ့ထိုးသူများကလည်းဆရာကြီးကိုရှင်ကိုကတော့ပြီးအကုန်လုံးထွက်တော့ကြတော့တယ်ဇလန်းလေးရတော့တာပါပဲဗျာ